ချက်သားတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလဒ်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလဒ်တွေကိုဘောင်းမဲ့ကြောင့်မကောင်းမှုနဲ့ပြန်ပြီးတော့တုံ့ပြန်ခြင်းရတာလေငကိုယ်တုန်းကမကောင်းလို့အခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်သင်အတွက်ကောင်းစရာအလားအလာမရှိတော့ဘူးဒါကြောင့်ဒီကိစ္စဟာငကိုယ်တုန်းကမကောင်းလို့ငါပေးစားရတဲ့ကိစ္စအကျွေးပေးသလိုသဘောထားပြီးတော့ချစ်ချစ်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူချင်ပါတော့နဲ့ထပ်ပြီးတော့ယူရင်ထပ်ပြီးတော့ပေးနေရအောင်ပါနော်သဘောပေါက်ရလားဦးဇင်ပြောတာကိုအဲ့ဒါလို့သူ့ရဲ့အတိတ်ဇာတ်ကြောင်းကိုမြတ်စွာဘုရားကပြောပြပြီးတော့ကိုမကောင်းခဲ့လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တုံ့ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားသာလဲနေတော့မယ်အဲ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မတို့ဦးဇင်တို့အတွက်မှတ်သားစရာဒေသနာတစ်ခုပြောတယ်ဗျဟောတယ်အဲ့ဒါတော်တော်ကောင်းတယ်ဘာပြောလဲဆိုတော့သူကကိုယ့်ကိုကြမ်းကြမ်းထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောမယ်ဆိုရင်တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့သင်သည်အနာပြတ်သောကြီးကွက်ကဲ့သို့အတန်မရှိသည်ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာနော်ဆိုကြပါစို့ဦးဇင်းတို့ကြီးဖလားလေးတစ်လုံးအနာကကွဲနေတယ်ဆိုတန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရပ်သွားရောဟုတ်လားဘာလို့ဆိုတော့အနာကကွဲပြက်နေတာကိုဟုတ်ရဲ့လားတကယ်လို့သာကြီးဖလားလေးရဲ့အကောင်းလေးဆိုရင်တန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာအဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်တွေထွက်မနေပါနဲ့အနာပြတ်တဲ့ကြီးခေါင်းတော့အနာပြတ်တဲ့ကြီးကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင်အတန်ကိုအကြာကြီးမထွက်ပါနဲ့ဟုတ်လားသူကအနာပြတ်နေတာဆိုတော့တကယ်ကောအကြာကြီးထွက်မလားမထွက်ဘူးအဲ့ဒါလိုမျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားရမယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာပြောချင်တာကဘယ်လိုအကြောင်းတရားတွေဘယ်လိုအကျိုးတရားတွေပဲတွေ့ရနောက်ွယ်မှာအကြောင်းတရားတွေဆိုတာရှိနေတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဒါကြောင့်အထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတ်တာရအောင်ကြိုးစားဖို့မသင့်ဘူးလားသင့်တယ်ဒါအကြောင်းတရားအတိတ်အကြောင်းတရားပေါ့နောက်ပြီးတော့ဦးဇင်းတို့ဖြစ်ရတစ်ခုကိုအခြေခံပြီးတော့အလွန်ကောင်းတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့စဉ်းစားဆင်ခြင်နည်းတစ်ခုအဲ့ဒါကိုလည်းပြောခြင်းသေးတယ်အဲ့ဒါကဘာလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာအလွန်လက်လာပပေါ်ပါတယ်နော်ကြော်စောမှုလည်းအလွန်ပေါ်တယ်ချီးမွမ်းတန်လည်းအလွန်ရတယ်အလွန်မျက်နှာပွင့်တယ်ပေါ့အဲ့လိုလက်လာပပူဇော်တက္ကာယအထွတ်ထိပ်ရောက်တော့ယူဝါဒတခြားရှိတာတဲ့နော်တိဋ္ဌိပရပိုက်တွေကတန်ဃာတော်တွေတွေ့လို့ရှိရင်ဘလို့မှသူတို့စိတ်ထဲမှာတိမခံနိုင်ဘူးနော်တိမခံနိုင်တော့ဘာဖြစ်တုံးဆိုတော့တချို့ဆိုရင်တွေ့တဲ့နေရာမှာဆဲတာမျိုးဆိုတာမျိုးစော်ကားတာမျိုးဒါတွေရှိတော့ဒီနေ့တော့မြတ်စွာဘုရားကိုရဟန်းတော်တွေကဒလိုပဲအညတရယူဝါဒရှိတဲ့နော်တိဋ္ဌိပရပိုက်တွေကရဟန်းတော်တွေကိုဆဲကြတဲ့အကြောင်းနော်လဘတက္ကာယဒီဟုသောအကြောင်းကြောင့်သူတို့တိမခံနိုင်လို့သူတို့တုံ့ပြန်ကြတဲ့အကြောင်းမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဥဒန်းကျိုးတာဦးဇင်းတို့ဥဒန်းပါဠိတော်မှာတွေ့ရတာဒါလေးကရဟန်းတော်တွေကိုဓာတ်ရိုက်ဦးဇင်းတို့ဟောတာတော့မဟုတ်ဘူးဥဒန်းကျိုးတယ်ဆိုတာကရှံထွက်လာတဲ့စကားတွေပေါ့။ရင်နဲ့မဆန့်လို့ရှံထွက်လာတဲ့စကားပေါ့။ပို့ပြီးတော့လေးနဲ့တယ်လို့တောင်ယူဆတရားရှိတယ်။ဥဒန်းစကားဆိုတာအဲ့ဒါဦးဇင်းတို့ဥဒန်းပါဠိတော်ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဥဒန်းနေကြီးပဲတိတ္တတန်ဃာယနာတင်ထားတဲ့နော်ကျမ်းစာရှိတယ်။အဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဥဒန်းကျိုးတုံးဆိုတော့တော၌ဖြစ်စေရွာ၌ဖြစ်စေဆင်းရဲခြင်းချမ်းသာခြင်းဖြင့်တွေ့ထိသည်ရှိသောသူကြောင့်ကိုကြောင့်ဖြစ်သည်ဟူ၍အစွဲမထားရတဲ့နော်ဒီခန္ဓာ၅ပါးရှိနေ၍သာလေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိလာတာအကယ်၍သာခန္ဓာ၅ပါးမရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိစရာအကြောင်းဘယ်မှာရှိပါအပ်နည်းတဲ့ဟောဒါလေးပြောတာဆိုးရတဲ့လောကဓာတ်နေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့အတုမဲ့စိတ်တလက်လို့တောင်ဦးဇင်ကထင်တယ်ဟုတ်လားပြန်ပြောမယ်နော်တော၌ဖြစ်စေရွာ၌ဖြစ်စေဆင်းရဲခြင်းချမ်းသာခြင်းတို့ဖြင့်တွေ့ထိလာသည်ရှိသောသူကြောင့်ဖြစ်သည်ငါကြောင့်ဖြစ်သည်ဟူ၍အစွဲမထားရတဲ့ဘယ်နေရာမှာနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့တွေ့ရမှာကြုံရမှာပဲ
ဟုတ်လားဘယ်နေရာမှာနေဘယ်အချိန်မှာနေချမ်းသာခြင်းဆင်းရဲကတော့တွေ့ရမှာပဲအဲ့ဒါလို့တွေ့လာတဲ့အခါမှာဒါသူ့ကြောင့်ဒါမှမဟုတ်ဒါငါအသုံးမကျလို့အဲ့ဒါလို့ငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲတွေပြင်းပြင်းထန်ထန်မထားပါနဲ့တဲ့နော်သူ့ကြောင့်ဆိုရင်လည်းပဲဒါတော်တော်ရှုပ်သွားမယ်သူ့ကြောင့်ဆိုရင်ကိုကတော့ရှင်းတော့မှာလေနော်သူ့ကြောင့်ဒီဒုက္ခကြီးတွေ့တယ်ဆိုရင်သူ့ကိုပြောလိုက်မယ်သူ့ကိုဖယ်လိုက်မယ်ဆိုရင်ဒီဒုက္ခရှင်းသွားတယ်လို့ကိုကထင်မှာအဲ့လိုဆိုရင်သူနဲ့ပြဿနာကတက်ရတော့မှာဟုတ်ရဲ့လားငါကြောင့်ဆိုရင်လည်းပဲငါညံ့ရလေခြင်းဆိုပြီးတော့ကိုထိုးနှက်နေတာနဲ့လောကဓာတ်တရားတွေကမပြောက်တဲ့အပြင်နောက်ထပ်စိတ်ဆင်းရဲမှုတွေပါတိုးမလာဘူးလားတိုးလာတယ်ဒါကြောင့်ဘယ်နေရာမှာပဲနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရလိမ့်မယ်တွေ့လာတဲ့အခါမှာဒါဟာငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲမထားပါနဲ့တဲ့တကယ်တမ်းကတော့ခန္ဓာ၅ပါးရှိနေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိတာပါခန္ဓာ၅ပါးသာတကယ်လို့မရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဟာတွေ့တဲ့အကြောင်းမရှိပါဘူးတဲ့အဲ့ဒီတော့ပိဋကပေါင်းတော်ကောင်းတို့အတိတ်ကာလကအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဆိုတာကလည်းအကုသိုလ်ကံတွေနော်ဒါတစ်ပိုင်းတစ်ကဏ္ဍပေါ့အခုဒီဥပဒိဆိုတဲ့ဒီခန္ဓာကြီးရှိနေခြင်းဒီပင်လေချမ်းသာခြင်းဆင်းရဲခြင်းတွေ့ထိခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါဘယ်လိုညင်းနိုင်မလို့များဘယ်သူမှမညင်းနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ဆိုလိုတာကလူတွေကခက်တာကချမ်းသာကိုသာတွေ့ကြုံလို့ရပြီးတော့ဆင်းရဲကိုကြတော့မတွေ့ကြုံလို့ရဘူးမဖြစ်နိုင်ဘူးဒီခန္ဓာကိုယ်ကြီးရှိနေရင်တော့ချမ်းသာလည်းတွေ့ရလိမ့်မယ်ဆင်းရဲလည်းတွေ့ရလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါကိုကိုကအမှန်အတိုင်းနားလေသဘောပေါက်ပြီးတော့ဒါဒီပဲလေအကြောင်းတရားတစ်ခုပဲအကြောင်းတရားမှာတော်တော်ကြီးကျယ်တဲ့အကြောင်းတရားနော်တကယ်လို့ဒီဆင်းရဲခြင်းဆိုတာကိုမတွေ့ကျင်ဘူးဆိုရင်ဘဝဇက်ချုပ်ငိမ့်ရုပ်သိမ်းအောင်နော်ဘဝရဲ့ပုံမှာတွေ့တာမဲ့မောတဲ့တဏှာလောဘကင်းအောင်ကျင့်ဝင်ရှိတာပဲလေဟုတ်လားအဲ့လိုမကျင့်နိုင်လို့အဲ့လိုမဖြစ်သေးဘူးဆိုရင်တော့ဒီပုတ်ထဲကပဲဒီပဲ